အားလုံးပဲမင်္ဂလာပါခင်ဗျာလက်ရှိ AI နဲ့ပတ်သက်ပြီးတော့ဖြစ်နေတဲ့စေရေးတင်မာမှုတွေကတာမန်တိုက်ပွဲတစ်ခုနဲ့ဆိုလို့ရှိရင်ကမ္ဘာတမိုင်းရဲ့အကြီးမားဆုံးအလဲအပြောင်းတစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုအားလုံးလည်းမြင်ကြမှာပါအရင်တော့ဆိုလို့ရှိရင်အမေရိကန်ဦးဆောင်တဲ့စီးလှုပ်ရှားမှုတိုင်းမှာဥရောပအမြဲတမ်းနောက်ကနေပြီးတော့တညီတညွတ်ထဲရှိနေခဲ့တာပါဒါပေမဲ့အခုတော့အခြေအနေတွေကလုံးဝကိုပြောင်းလဲသွားပါပြီဂျာမနီပြင်သစ်စပိန်စတဲ့ဒီဥရောပအင်အားကြီးနိုင်ငံတွေကဒီစစ်ပွဲမှာငါတို့မပါဘူးဆိုပြီးတော့ပြစ်ပတသားညှစ်ဆိုလိုက်တာကဝါရှင်တန်နဲ့ဥရောပကြားဆယ်စုနှစ်များသောတိစောက်ခဲ့တဲ့မဟာမိတ်ယုံကြည်မှုကိုပါအကြောင်းထင်သွားစေခဲ့တာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ရဲ့ခံမှန်းခတ်တဲ့မူဝါဒတွေပြည်သူတွေရဲ့စစ်ဆန့်ကျင်အသံတွေနဲ့ယူကရိန်းစစ်ပွဲရဲ့သင်ခန်းစာတွေကဥရောပကိုဘလို့လမ်းကြောင်းသစ်စီပို့ဆောင်နေတာလဲဆိုတာတွေနဲ့အမေရိကန်ရဲ့တိုးရီသောဥဆောင်မှုခေတ်ဟာတကယ်ပဲခုံဆုံးသွားပြီလားဆိုတာတွေကိုဒီနေ့ဗီဒီယိုမှာအီရန်ရေးကြောင့်တကမ္ဘာလုံးရဲ့အာဏာချင်းကိုရှာဘလို့မျိုးအကြီးအကျယ်ပြောင်းလဲသွားနိုင်တယ်ဆိုတာကိုအသေးစိတ်သုံးသပ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။လက်ရှိအီရန်နဲ့ပတ်သက်ပြီးဖြစ်နေတဲ့စီးရေးတင်မာမှုတွေမှာဂျာမနီရဲ့ရည်တည်ချက်ကအရင်တော့တဲ့ဆာလို့ရှိရင်တော်တော်လေးပြတ်သားပြီးတော့ထူးခြားလာတာကိုတွေ့ရပါတယ်။အရင်တော့ဆိုလို့ရှိရင်တော့အမေရိကန်ရဲ့မဟာမိတ်ပြည်ပြီးနောက်ကနေပဲဝင်ရပေးလိရှိပေမဲ့အခုတော့ဂျာမနီကပိုပြီးလွတ်လပ်တဲ့ကိုယ်ပိုင်မူဝါဒဘက်ကိုတိတိတသားပြောင်းလဲလာပါတယ်။ဂျာမနီဝန်ကြီးချုပ်ကလည်းအီရန်ဟာဒေသတွင်းအတွက်အန္တရာယ်ရှိနေဆိုတာကိုလက်ခံထားပေမဲ့လည်းအမေရိကန်နဲ့အစ္စရေးတို့လွတ်ဆောင်နေတဲ့စစ်စင်ရေးတွေရဲ့အခြေခံရွေးချက်နဲ့ဒီသွားတွေရဲ့လမ်းကြောင်းအပေါ်မှာတော့ပြင်းပြင်းထန်ထန်သတိရရှိနေပါတယ်။အထူးသဖြင့်ဒီစစ်စင်ရေးကဘယ်လိုနည်းနဲ့အောင်မြင်မှာလဲဆိုတော့ခိုင်မာတဲ့အစီအစဉ်မျိုးမမြင်ရသေးဘူးလို့သူကထောက်ပြထားတာကြောင့်ဒီစီရေးအရာဆောင်ရွက်မှုတွေမှာမဟာဖြူဟာမရှင်းလင်းတာကိုစိုးရိမ်နေပုံရပါတယ်။အဲ့ဒါအပြင်ဒေါ်နယ်ထရန့်ကဟော်မုစ်ရေးလက်ကျပြန်ဖွင့်ဖို့အတွက်ကိုစီရေးအရာပါဝင်ပေးဖို့တောင်းဆိုတာကိုလည်းဂျာမနီကချက်ချင်းဆိုသလိုတိုက်ရိုက်ညှင်းဆိုခဲ့ပါတယ်။ဒါကမဟာမိတ်ဆက်ဆံရေးထက်ကိုယ့်ရဲ့မူဝါဒအခြေခံဆုံးဖြတ်ချက်ကိုပဲဦးစားပေးလာတာကိုပြသနေတာပါဝါရှင်တန်အနေနဲ့ဥရောပမဟာမိတ်တွေကိုချိုးတင်ညှိနေတာမျိုးမလုပ်ဘဲနဲ့တစ်ဖက်သက်ဆုံးဖြတ်ချက်တွေချနေတာကိုလည်းဝေဖန်ထားပြီးတော့ဒါဟာမဟာမိတ်တွေကြားမှာယုံကြည်မှုအားနည်းလာစေတဲ့အထူးအကြောင်းရင်းဖြစ်လာပါတယ်ဒီကတော့ဂျာမနီရဲ့အခုရည်တည်ချက်ဟာစစ်ရေးအရေးယူမှုတဲ့နိုင်ငံရေးနဲ့တနမန်နည်းလမ်းတွေကိုပို့ပြီးတော့ဦးစားပေးခြင်းနဲ့ဥရောပတန်ဖိုးတွေနဲ့ကိုက်ညီနေတာပါအဲဒါကြောင့်လည်းသူတို့ဟာစစ်ရေးဖိအားပေးမှုတွေမှာတိုက်ရိုက်ပါဝင်ဖို့တဲ့အပြန်အလှန်ညှိနှိုင်းဖြေရှင်းပြီးတော့ဒေသတွင်းတည်ငြိမ်ရေးကိုထိမ့်သိမ်းဖို့ပို့ပြီးတော့အလေးထားလာတာဖြစ်ပါတယ်။ဒါဟာဂျာမနီနိုင်ငံရဲ့သဘောထားတယ်မဟုတ်ဘဲနဲ့ဥရောပတစ်ခုလုံးရဲ့လမ်းကြောင်းအသစ်တစ်ခုကိုပါကုစားပြုနေတယ်လို့ဆိုနိုင်ပါတယ်။လက်ရှိအီရန်နဲ့ပတ်သက်ပြီးတော့စီးရေးတက်မှမှုတွေမှာဥရောပနိုင်ငံတွေရဲ့ရည်တည်ချက်ကငါတို့မပါဘူးဆိုပြီးပြပြတသားခွဲထွက်နေတာကိုတွေ့ရပါတယ်။အရင်ကလိုအမေရိကန်ရဲ့မဟာမိတ်ဖြစ်လို့စီးရေးအရာအလိုလျောက်လိုက်ပါမယ်ဆိုတဲ့အယူဆမျိုးမရှိတော့ဘဲနဲ့အခုအချိန်မှာဥရောပခေါင်းဆောင်တွေကစစ်ပွဲရဲ့ရွေချက်ကပါလဲအဆုံးသက်ရလက်ကဘလို့ဖြစ်လာမလဲဆိုတာတွေမရှင်းလင်းသေးသေးမပါဝင်ဖို့အဆုံးဖြတ်ထားကြတာပါဂျာမနီကဝေးရေးဝန်ကြီးရဲ့ဒါငါတို့စစ်ပွဲမဟုတ်ဘူးဆိုတဲ့စကားဥရောပနိုင်ငံတွေရဲ့စိတ်ဓာတ်ကိုကိုစားပြုနေသလိုပြင်းတဲ့သမရလည်းဒီပဋိပက္ခမှာသူတို့မပါဝင်အောင်အထီးပြုထားတာကြောင့်ပဲဥရောပရဲ့မူဝါဒတွေကတနိုင်ငံချင်းတည်မဟုတ်ဘဲနဲ့တညီတညွတ်ချင်းဖြစ်နေတာကိုထင်ရှားပါတယ်ဒီလိုညှင်းဆန်နေရတဲ့အကြောင်းရင်းတွေကလည်းအများကြီးရှိပါတယ်အဓိကတော့အမေရိကန်နဲ့အစ္စရေးတို့ရဲ့စီးရေးဗျူဟာအီရန်ကိုတားဆီးရုံနဲ့ပဲလားဒါမှမဟုတ်လို့ရှိရင်အစိုးရပြောင်းလဲဖြစ်ဖို့အထိရွေထားတာလားဆိုတာတွေကမသိကြလို့ပါဒေသတွင်းမှာပိုကြီးတဲ့စစ်ပွဲဖြစ်လာနိုင်ခြင်းကိုလည်းသူတို့ကစိုးရိမ်နေကြပါတယ်အဲ့ဒါအပြင်ယူကရိန်းစစ်ပွဲကြောင့်စီးပွားရေးနဲ့စွမ်းရည်အခက်အခဲတွေကြုံနေရတဲ့ဥရောပပြည်သူတွေကနောက်တဲ့စစ်ပွဲတစ်ခုတည်းကိုထပ်ဝင်ဖို့ဆန္ဒမရှိကြတာကလည်းအစိုးရတွေအတွက်အရေးကြီးတဲ့ဖိအားတစ်ခုဖြစ်နေပါတယ်နောက်ဆုံးတစ်ချက်ကတော့အမေရိကန်ဘက်ကမဟာမိတ်တွေကိုတေချာမတိုင်ပင်မဲ့တစ်ဖက်သက်ဆုံးဖြတ်ချက်ချနေတာတွေကယုံကြည်မှုတွေကိုယောနေလာပြီးတော့ဥရောပနိုင်ငံတွေမှာကပဲနဲ့ရှေ့ဆက်မဲ့စီးရေးကိစ္စတွေမှာပါအချက်အလက်နဲ့ပြောဟာပိုပြီးရှင်းလင်းဖို့လိုအပ်နေပါတယ်။အီရန်နဲ့ပတ်သက်တဲ့စီးရေးတင်မှမှုတွေမှာဥရောပအစိုးရတွေရဲ့မူဝါဒတွေကိုအဆုံးဖြတ်ပေးနေတဲ့အရေးကြီးဆုံးအချက်ကတော့ပြည်သူအမြင်ပဲဖြစ်ပါတယ်။အခုလက်ရှိဥရောပတဝမ်းမှာစစ်ပွဲကိုဆန့်ကျင်တဲ့သဘောထားတွေကတော်တော်လေးကိုပြင်းထန်နေတာပါ။အဓိကတော့ယူကရိန်းစစ်ပွဲကြောင့်ကုန်စည်နှုန်းကြီးတာတွေစွမ်းရည်အခက်အခဲနဲ့လူမှုဘဝကျပ်တည်းမှုတွေကိုအလူးလဲခံစားနေရတဲ့ပြည်သူတွေအနေနဲ့နောက်ထပ်စစ်ပွဲတစ်ခုတည်းကိုထပ်တိုးဖို့ဆိုတာလုံးဝဆန္ဒမရှိကြတာကအစိုးရတွေအတွက်အဓိကဖိအားဖြစ်လာပါတယ်။ UK မှာဆိုလို့ရှိရင်လည်းအစိုးရကအမေရိကန်နဲ့မဟာမိတ်ဆက်ဆံရေးကိုထိန်းချုပ်ပေမဲ့ပြည်သူဆန္ဒကိုတော့လိလူရှုလို့မြင်ရတဲ့အခြေအနေမှာရှိနေပါတယ်။လူထုစစ်တမ်းတွေအရလည်း UK ပြည်သူအများစုဟာအီရန်ကိုစစ်တိုက်မဲ့အစီအစဉ်ကိုမတောင်းခံကြပါဘူး။အဲ့ဒါအပြင်ဒေါ်နယ်ထရန့်ရဲ့ဝေဖန်မှုတွေကြောင့်လည်းနိုင်ငံရေးအရာဖိအားတွေရှိနေပေမဲ့ပြည်သူအသံကသာဆုံးဖြတ်ချက်ချရမှာအဓိကအခန်းကဏ္ဍနဲ့ပါဝင်နေတဲ့ဖြစ်ပါတယ်။စပိန်မှာဆိုလို့ရှိရင်လည်းအခြေအနေတွေကအတူတူပါပဲပြည်သူတွေရဲ့စစ်ဆန့်ကျင်ရေးသဘောထားကိုပဲလိုက်နာနေရပါတယ်စပိန်ပြည်သူတွေကစီးရေးလှုပ်ရှားမှုတွေကိုတင်ဆန့်ကျင်တာမဟုတ်ဘဲနဲ့သူ
သူတို့နိုင်ငံစစ်အခြေစိုက်စခန်းတွေကိုတော့အမေရိကန်ကိုအသုံးပြုခွင့်မပေးဘူးလိုလားနေကြတာပါဂျာမနီမှာလည်းအလားတူပါပဲပြည်သူအများစုကစစ်ပွဲတဲ့ပတ်ဝန်းဖို့လုံးဝမလိုလားကြပါဘူးဒီလိုပြည်သူသဘောထားကြောင့်ပဲအစိုးရအနေနဲ့အမေရိကန်ရဲ့တောင်းဆိုချက်တွေကိုတိုက်ရိုက်လိုက်နာဖို့ဆိုတာမဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်လာတာပါထူးခြားတာကလက်ရရင်ပါတီတွေရောလက်ဝဲရင်ပါတီတွေကြားမှာပါစစ်ဆန့်ကျင်ရေးအမြင်တွေတင်းညစ်တဲ့ဖြစ်နေတာကြောင့်ပြည်သူတွေရဲ့အမြင်ကတက်ရောက်မှုတွေဟာဥရောပနိုင်ငံရေးလမ်းကြောင်းပေါ်မှာပို့ပြီးတော့ခိုင်မာလာနေပါလေစပိန်နိုင်ငံရဲ့ရည်တည်ချက်ကတော့တကယ်ကိုပြတ်သားလို့နဲ့လို့ပြောမှာပါအထူးသဖြင့်အီရန်ရေးနဲ့ပတ်သက်လာလို့ရှိရင်စပိန်ဝန်ကြီးချုပ်ကအမေရိကန်နဲ့အစ္စရေးတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုစစ်ညင်တုံတရားကင်းမဲ့ပြီးတော့တရားမဝင်ဘူးဆိုပြီးတော့ပုတ်ပွင့်လင်းလင်းဝေဖန်ခဲ့တာပါဒါဟာတာမန်အရေးအရာအာဏာပါဏာနဲ့ပြောတာမျိုးမဟုတ်ဘဲနဲ့မူဝါဒပိုင်းအရာကိုအတီးအလင်းဆက်ကျင်နေတာဖြစ်ပါတယ်ပိုပြီးထူးခြားတာကသူ့နိုင်ငံထဲမှာရှိတဲ့စစ်အခြေစိုက်စခန်းတွေကိုတော့အမေရိကန်ကိုစီးရေးအတွက်အသုံးပြုခွင့်ပေးဖို့ဆန္ဒမရှိဘူးလို့အလေးအနက်ပြောထားတာပါပဲအဲ့ဒါပြင်ဒေါ်နယ်ထရန့်ကနေပြီးတော့စပိန်ပေါ်စီးပွားရေးနဲ့ကုန်သွယ်ရေးပိုင်းအရာဖိအားပေးလာနိုင်တယ်ဆိုတဲ့အရေးအယောင်တွေပြနေပေမဲ့လည်းစပိန်ဘက်ကတော့အလျှော့ပေးမဲ့ပုံတော့မပေါ်ပါဘူးစပိန်ဒုဝန်ကြီးချုပ်ကလည်းငါတို့ကဘသူ့ရဲ့ကြွမှာမဟုတ်ဘူးဆိုပြီးတော့ပြန်လည်တုံ့ပြန်ခဲ့တာသူတို့နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုဘယ်လောက်ထိအလေးထားသလဲဆိုတာကိုပြနေပါတယ်ဒါကအခုနောက်ပိုင်းဥရောပနိုင်ငံတွေကြားမှာခေတ်စားလာတဲ့မဟာမိတ်တော့ဟုတ်တယ်ဒါပေမဲ့မျက်စိမိတ်တိုင်းနေမှာမဟုတ်ဘူးဆိုတဲ့နိုင်ငံရေးလမ်းကြောင်းတစ်ကိုပြတ်သားနေတာလည်းဖြစ်ပါတယ်ဒီကိစ္စတွေကစပိန်နဲ့မကပါဘူးတခြားဥရောပနိုင်ငံတွေမှာလည်းဒီလိုသဘောထားမျိုးတွေကရှိနေပါတယ်ပြင်သစ်သမ္မတဆိုလို့ရှိရင်လည်းစစ်တိုက်မဲ့အစားတရမန်နီလက်နဲ့ပဲအပြေရှာဖို့တိုက်တွန်းနေတာပြင်သစ်ရဲ့ရိုးရာနိုင်ငံရေးမူဝါဒအတိုင်းပါပဲ UK ဘက်မှာဆိုလို့ရှိရင်လည်းဝန်ကြီးချုပ်ကအမေရိကန်နဲ့ဆက်ဆံရေးပြပြမှာကိုမလိုလားပေမဲ့စစ်ရေးအရာတိုက်ရိုက်ပါဝင်ဖို့ကတော့အတော်လေးသတိထားနေရပါတယ်ဒါဟာပြည်သူ့ဆန္ဒနဲ့နိုင်ငံရေးဖိအားတွေကြားမှာမဟာမိတ်ဆက်ဆံရေးကိုဘလို့ထိန်းညှိမလဲဆိုတဲ့ခေါင်းခဲနေရတဲ့အခြေအနေကိုဖြတ်သန်းနေတာဖြစ်ပါတယ်လက်ရှိရန်ရေးမှာဒေါ်နယ်ထရန့်ရဲ့မူဝါဒတွေနဲ့ပြောဆိုချက်တွေကဥရောပနိုင်ငံတွေအတွက်ဖိအားတစ်ခုတည်းမကဘဲနဲ့အကြီးမားဆုံးသောမတိကျမှုတွေကိုဖြစ်ပေါ်စေပါတယ်ထရန့်ကအီရန်ပေါ်စီရေးအရာအရေးယူတဲ့နေရာမှာမဟာမိတ်တွေကိုပို့ပြီးတော့ပါဝင်လာဖို့တိုက်တွန်းနေသလိုပဲမလိုက်နာတဲ့ဥရောပနိုင်ငံတွေကိုလည်းဒါကမဟာဗျူဟာအမှားကြီးပဲဆိုပြီးတော့ပြင်းပြထန်ဝေဖန်တာမျိုးတွေရောက်လာပါတယ်ဒါပေမဲ့ဥရောပဘက်ကတကယ်တမ်းစိုးရိမ်နေတာကထရန့်ရဲ့ဆွန့်ပစ်ချက်တွေကခံမရအရန်ခက်နေတာပါပဲမူဝါဒတွေကမတိမငြိမ်ခဏပြောင်းလဲနိုင်တာရဲ့မဟာမိတ်တွေနဲ့ကြိုတင်ညှိနှိုင်းတာမျိုးမရှိဘဲနဲ့တစ်ဖက်သက်လွတ်ဆောင်တာတွေကပဲဥရောပခေါင်းဆောင်တွေကအမေရိကန်နောက်ကိုမျက်စိမိတ်လိုက်ဖို့ထက်ကိုယ်ပိုင်လမ်းကြောင်းကိုပဲတီးခြားစဉ်းစားလာကြတာဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးဆုံးစိုးရိမ်မှုတစ်ခုကတော့ယူကရိန်းစစ်ပွဲနဲ့ဆက်ဆက်နေပါတယ်ထရန့်ကဥရောပရဲ့ဆန္ဒနဲ့မကိုက်ညီတဲ့ဆုံးဖြတ်ချက်တွေကြောင့်ယူကရိန်းအပေါ်ပေးနေတဲ့အမေရိကန်ရဲ့ထောက်ခံမှုတွေကိုရှော့ချလိုက်မယ်ဆိုလို့ရှိရင်ဒါဟာဥရောပရဲ့လုံခြုံရေးအတွက်အကြီးမားဆုံးအနေဖြစ်လာနိုင်ပါတယ်နောက်ပြီးတော့သူကရုရှားနဲ့တီးတန့်သဘောတူညီမှုတွေလုပ်သွားမလားဆိုတာကိုလည်းဥရောပဘက်ကတန်တရားရှိနေကြပါတယ်အဲ့ဒါပြင်နေတိုးမဟာမိတ်အဖွဲ့ကြီးရဲ့အနာဂတ်ကလည်းစိုးရိမ်စရာဖြစ်လာပါတယ်အမေရိကန်ရဲ့ဂတိကဝတ်တွေကမတည်ငြိမ်နိုင်မှုဆိုတဲ့အရေးအယောင်တွေကဥရောပနိုင်ငံတွေကသူတို့ရဲ့ကာကွယ်ရေးစနစ်ကိုသူတို့ဘာသာပြန်ပြီးတော့အားဖြည့်ဖို့အထိစဉ်းစားလာကြတာဖြစ်ပါတယ်စီးပွားရေးနဲ့စွမ်းရည်ပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်လည်းရေနံဈေးတွေထိန်းဖို့အတွက်ရုရှားအပေါ်ပိတ်ဆို့မှုတွေကိုဥရောပနဲ့မညီနိုင်မနဲ့ရှော့ချပေးတာမျိုးတွေကမဟာမိတ်တွေချမှာရှိတဲ့ကြိုးကြည့်မှုကိုပို့ပြီးတော့ထိခိုက်စေပါတယ်ဒါပေမဲ့လည်းဥရောပနိုင်ငံတွေကတိုင်းရဲ့စစ်မတိုက်ဘူးဆိုပြီးတော့ညှင်းထားပေမဲ့ဒါကဘာမှမလုပ်ပဲလက်ပိုက်ကြည့်နေတာမျိုးတော့မဟုတ်ပါဘူးဒီကတော့သူတို့ကစစ်ရေးမဟုတ်တဲ့တခြားနည်းလမ်းတွေဖြစ်တဲ့တရမန်ရေးရာညှိနှိုင်းမှုတွေမဟာဗျူဟာမြောက်အစီအစဉ်တွေနဲ့ဒေတာတွင်းလုံခြုံရေးကိစ္စတွေချမှာတက်ကြွကြွပါဝင်နေရလည်းဖြစ်ပါတယ်ဒါဟာစစ်ပွဲကြီးပို့ပြီးတော့မကျေပြန့်လာအောင်ထိန်းချုပ်ရင်းနဲ့တစ်ဖက်မှာလည်းမဟာမိတ်ဆက်ဆံရေးပြည့်စည်အောင်ကြိုးစားနေတဲ့ဥရောပရဲ့လမ်းကြောင်းတစ်ခုလို့ပြောလို့ရပါတယ်ဥပမာအဖြစ်ဆိုလို့ရှိရင်တော့ UK ဝန်ကြီးချုပ်ကဟော်မုစီလက်ကြားမှာရေချောင်းလုံခြုံရေးပြန်ရဖို့အတွက်ဆိုလို့ရှိရင်မဟာမိတ်တွေနဲ့ဘယ်လိုပူးပေါင်းရမလဲဆိုတာကိုစီစဉ်နေပါတယ်ဒါဟာစစ်ပွဲတွေကိုတိုက်ရိုက်ဝင်မတိုက်ဖက်နဲ့ကမ္ဘာကုန်သွယ်ရေးအတွက်ကိုအရေးကြီးတဲ့ရည်လမ်းကြောင်းကိုပဲအဓိကထားပြီးတော့ကာကွယ်ပေးတာဖြစ်လို့လုံခြုံရေးကိုထိမယ်ဒါပေမဲ့စစ်မတိုက်ဘူးဆိုတော့သူတို့ရဲ့မူဝါဒကိုအထင်ရှားပြသနေတာဖြစ်ပါတယ်တစ်ဖက်မှာလည်းပြည်သူ့သမ္မတကအမေရိကန်ကိုတော့အာမကိုပဲနဲ့ဥရောပအာရှနဲ့အာရပ်နိုင်ငံတွေကိုစုပေါင်းပြီးတော့ဒေသတွင်းတည်ငြိမ်ရေးကိုထိန်းသိမ်းမဲ့စနစ်တစ်ခုတည်ဆောက်ဖို့ကြိုးစားနေပါတယ်ဒါဟာဥရောပရဲ့ကိုယ်ပိုင်ဥဆောင်နိုင်တဲ့ကိုပြသချင်တာဖြစ်တယ်လို့အီရန်နဲ့တိုက်ရိုက်ဆွေးနွေးပြီးတော့တင်းမာမှုတွေကိုရှော့ချခြင်းကသာအကောင်းဆုံးနည်းလမ်းလို့သူကယုံကြည်နေတာပါအဲ့ဒါပြင်ဥရောပနိုင်ငံတွေကစီးပွားရေးနဲ့စွမ်းရည်နှောကြရေးထိခိုက်မှာကိုလည်းတော်တော်လေးစိုးရိမ်နေကြပါတယ်ဟော်မုတ်စီလက်ကြားကမ္ဘာရှင်နံတင်ပို့မှုအတွက်အသက်သွေးကြောဖြစ်နေတာကြောင့်အဲ့ဒီမှာတင်းမာမှုတွေဆက်ရှိနေမယ်ဆိုလို့ရှိရင်ကမ္ဘာစီးကွက်ကြီးတစ်ခုလုံးကကမောက်ကမှဖြစ်သွားနိုင်ပါတယ်အဲ့ဒါကြောင့်မို့လဲသူတို့ကစစ်တိုက်ဖို့တဲ့ရေချောင်းလုံခြုံရေးနဲ့ကုန်သွယ်ရေးတည်ငြိမ်ဖို့ကိုပဲအောင်စိုက်နေကြတာပါဥရောပရဲ့မပါဝင်မှုဆိုတဲ့ဆုံးဖြတ်ချက်ကလက်လွတ်စပယ်လောက်တာမျိုးမဟုတ်ဘဲနဲ့စစ်ပွဲပို့ပြီးတော့မကြေပြန့်အောင်နဲ့ဒေသတွင်းတည်ငြိမ်အောင်နီလန်အန်တတီနဲ့စူးစမ်းနေတဲ့သူတို့ရဲ့မဟာဗျူဟာမြောက်လှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်အခုလက်ရှိအီရန်စစ်တင်မာမှုတွေကတာမန်တိုက်ပွဲတစ်ခုတည်းဆာလို့ရှိရင်ကမ္ဘာရဲ့မဟာမိတ်စနစ်တွေနဲ့အာဏာချင်းခွင့်ရှာတွေကိုအကုန်ပြောင်းလဲပြင်မဲ့အရေးကြီးတဲ့အလဲပြောင်းတစ်ခု turning point တစ်ခုဖြစ်လာနေပါတယ်
ရင်တော့ဆိုလို့ရှိရင်တော့အမေရိကန်ဥဆောင်တဲ့နောက်ကိုဥရောပနိုင်ငံတွေကတည်ကြည်တည်ကျွတ်သေးပဲလိုက်ပါခဲ့ကြပေမဲ့အခုတော့သူတို့ကကိုယ်ပိုင်သဘောထားတွေနဲ့မူဝါဒတွေကိုပို့ပြီးတော့တိတိကျကျဖော်ပြလာကြသလိုပဲငါတို့မပါဝင်မှုဆိုတဲ့ရည်တည်ချက်ကိုလည်းတစုတစည်းတည်းခက်ခဲမှစုပ်ကိုင်လာကြတာပါဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ဒေါ်နယ်ထရန့်ရဲ့ခန့်မှန်းခက်တဲ့ဥဆောင်မှုပုံစံနဲ့မဟာမိတ်တွေကိုမတိုင်ပင်မဲ့ဆုံးဖြတ်ချက်ချတဲ့လုပ်ရတဲ့ကြောင့်ပဲဖြစ်ပါတယ်ဒါတွေကအမေရိကန်နဲ့ဥရောပကြားကယုံကြည်မှုကိုအတော်လေးယုံနေသွားစေခဲ့ပါတယ်ပြီးလို့ရှိရင်လည်းဥရောပနိုင်ငံတွေကအမေရိကန်ကိုပဲအမြဲအားကိုးမနေတော့ဘဲနဲ့ကိုယ်ပိုင်လုံခြုံရေးနဲ့နိုင်ငံရေးမူဝါဒတွေကိုတိကျတည်ဆောက်ဖို့လိုအပ်နေပြီဆိုတာကိုပို့ပြီးတော့သဘောပေါက်လာကြတာပါဒါပေမဲ့ဥရောပကဆက်မတိုင်ဘူးလို့ပြောနေပေမဲ့လည်းကမ္ဘာရေးရာတွေမှာတော့သူတို့ရဲ့အခမ်းကဏ္ဍကိုဆက်ပြီးတော့ထိန်းထားကြပါတယ်။ပြင်သစ်သမ္မတတို့လိုခေါင်းဆောင်တွေကစီးရီးထန်တန်တမန်နီလန်းတွေဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပြည်ထနာကိုဖြည့်ရှင်းဖို့ကြိုးစားနေကြတာဥရောပရဲ့ soft power ကိုအခြေခံတဲ့နိုင်ငံရေးယဉ်ကျေးမှုကိုပြသနေရလည်းဖြစ်ပါတယ်။ဒီအခြေအနေကနေတိုးမဟာမိတ်အဖွဲ့ကြီးရဲ့အနာဂတ်အပေါ်မှာပါမိကွန်းတွေထွက်လာစေတာဖြစ်ပါတယ်။အဖွဲ့ကြီးရဲ့စီလုံးမှုနဲ့အမေရိကန်ရဲ့ဥဆောင်မှုအခမ်းကဏ္ဍကိုပြန်ပြီးတော့သုံးသပ်ဖို့လိုအပ်လာသလိုပဲဥရောပနိုင်ငံတွေအနေနဲ့လည်းသူတို့ရဲ့ကာကွယ်ရေးစနစ်ကိုသူတို့ဘာသာပို့ပြီးအားဖြည့်ဖို့လိုလာပါတယ်။ဒါကနောက်အချိန်မှာကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းပုံစံတစ်ခုလုံးကိုပါအကြီးအကျယ်ပြောင်းလဲသွားစေနိုင်တဲ့အလားအလာတွေပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့အမေရိကန်ရဲ့တူရီသောဥဆောင်မှုလို့ခေါ်တဲ့ Unipolar War အခမ်းကဏ္ဍမိတ်လာတာပါ။အရင်ကဆိုလို့ရှိရင်တော့အနောက်အုပ်စုရဲ့စစ်ရေးနဲ့နိုင်ငံရေးဆုံးဖြတ်ချက်မှန်သမျှကိုဝါရှင်တန်ကနေပြန်ကင်တွယ်ခဲ့ပေမဲ့အခုတော့ဥရောပနိုင်ငံတွေကသူတို့ရဲ့အကျိုးစီးပွားနဲ့မကိုက်ညီရင်ညှင်းဆိုလာကြပါပြီ။ဒါဟာကမ္ဘာကြီးဟာအင်အားကြီးနိုင်ငံတစ်ခုရဲ့အပေါ်မှာမူတည်မနေတော့ဘဲနဲ့အင်အားစုတွေအများကြီးကွဲပြားသွားပြီးတော့ဗတ်စောအာဏာစနစ်ဖြစ်တဲ့ multipolar war ကိုပို့ပြီးတော့အကောင်းလာစေပါတယ်။ဥရောပကအမေရိကန်ရဲ့လက်အောက်ခံမဟာမိတ်ဘဝကနေပြီးတော့ကိုယ်ပိုင်အဆုံးအဖြတ်ပေးနိုင်တဲ့အင်အားစုတစ်ခုအဖြစ်ပို့ပြီးတော့ရုန်းထွက်လာနေတာကိုတွေ့ရပါတယ်။ဒုတိယချက်ကတော့နေတိုးရဲ့အခမ်းကဏ္ဍနဲ့ဥရောပရဲ့ကိုယ်ပိုင်ကာကွယ်ရေးပါပဲ။အမေရိကန်ရဲ့ဂတိကဝတ်တွေရဲ့ပေါ်ယုံကြည်မှုယွန်နေလာတဲ့အမြဥရောပနိုင်ငံတွေကသူတို့ရဲ့ကာကွယ်ရေးအတွက်အမေရိကန်ကိုပဲအားကိုးနေလို့မရတော့ဘူးဆိုတာကိုသဘောပေါက်လာကြပါတယ်။အဲဒါကြောင့်လည်းနောက်နာဂတ်မှာဥရောပကသူတို့ရဲ့ကိုယ်ပိုင်တပ်မတော်ဒါမှမဟုတ်လို့ရှိရင်ပို့ပြီးတော့အကောင့်နဲ့ဥရောပကာကွယ်ရေးစနစ်အသစ်တွေပေါ်ထွက်လာနိုင်ပြီးတော့ဒါဟာနေတိုးအဖွဲ့ကြီးအတွက်မှာအမေရိကန်ရဲ့ဩဇာလွှမ်းမိုးမှုကိုရော့ချသွားစေပါဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့မဟာမိတ်အသစ်တွေနဲ့တန်တမန်ရေးရာအပြောင်းအလဲတွေပဲဖြစ်ပါတယ်။ဥရောပကအမေရိကန်ကိုကြော်ပြီးတော့အာရှအာရပ်နိုင်ငံတွေနဲ့တိုက်ရိုက်ဆက်ဆံရေးတွေပို့လောက်လာတာမျိုးတွေရှိလာနိုင်ပါတယ်။အီရန်လိုနိုင်ငံမျိုးနဲ့တော့မှတန်တမန်နီလန်းအရာညှိနှိုင်းဖို့ကြိုးစားလာတာတွေဟာအရင်ကရှိခဲ့တဲ့ရန်သူမိတ်ဆွေဆိုတဲ့ပုံသေးကားချက်တွေကိုဖျက်ဆီးလိုက်တာပါ။ဒါဟာကမ္ဘာနိုင်ငံရေးမှာစစ်ရေးအင်အားထက်ညှိနှိုင်းမှုနဲ့စီးပွားရေးအကျိုးစီးပွားကိုအခြေခံတဲ့ soft power အပြိုင်မှုတွေပို့ပြီးတော့များလာနိုင်တယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်တော့ပေးပါဦး။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ။